လောဆယ်မှာအနောက်နိုင်ငံတွေကိုသွားမလည်နိုင်သေးဘူးဆိုတော့ထိုင်းနိုင်ငံဘန်ကောက်မြို့ကနေလူဖြူတွေအများကြီးဘိုးတွေအများကြီးရှိရဲ့မြို့လေးတစ်မြို့ကိုသွားပါမယ်အဲ့ဒါပါလဲဆိုတော့ပိုင်လို့ခေါ်ပါတယ်ပိုင်ကကြတော့မဲအောင်ဆောင်ဒေသမှာရှိပြီးတော့တိုင်ကိုတော့အနောက်နိုင်ငံရဲ့မြို့သေးသေးလေးလို့တောင်တင်စားခေါ်ဝေါ်ရလာအောင်တစ်မြို့တော့ကလူဖြူတွေနဲ့ပြည့်နေတာဖြစ်ပါတယ်ဒီဘက်ဆိုလို့ရှိရင်ဆိုင်ကယ်တပုံးပုံးနဲ့သူတို့တွေက၆သွားနေရတွေ့ရပြီးညဘက်မှာဆိုလို့ရှိရင်လည်းဒီညာစည်းလေးထဲမှာလာရောက်ပြီးလက်ပတ်နေတာတွေ့ရအောင်မှာဖြစ်တယ်ဒီညာစည်းထဲမှာဆိုရင် local စားသောက်တွေအပြင် foreigner တွေအကြိုက် pizza တွေခောက်ဆွဲတွေ sandwich ပေါင်းပေါင်းမျိုးစုံနဲ့အသီးနှံတွေကိုလည်းရနိုင်တယ်ဒီလမ်းထဲမှာဆိုလို့ရှိရင်ဘားတွေလည်းရှိရတဲ့အတွက်ကြောင့်မို့လို့ချေးလို့ဖို့လည်းတင်တော်တယ်အဲ့တော့ဒါကတော့မဲအောင်ဆောင်ဒေသမှာရှိရဲ့ပိုင်လို့ခေါ်တဲ့မြို့ပဲဖြစ်ပါတယ်ဒီနေ့ကတော့ပိုင်ရဲ့ညစီကိုအားလုံးကိုလိုက်ပြပေးရဖြစ်ပါတယ်ဆောင်းတွင်းမှာတော့လက်ပတ်လို့အသင့်တော်ဆုံးဆိုပေမဲ့12ရာသီလုံး foreigner တွေနဲ့ပြည့်နှက်နေတဲ့မြို့လေးလို့လည်းပြောလို့ရပြီးတော့ကဘာလက်ခရီးသွားတွေကိုဆွဲဆောင်နိုင်တဲ့နေရာတွေလည်းအများကြီးရှိရာကြောင့်အားလုံးပဲပိုင်ကိုတော့တစ်ခေါက်လောက်တော့အလဲသွားကြည့်လိုက်စေချင်ပါတယ်